ကျွန်တော်စပေးအမျိုးအစားတွေရဲ့အခေါ်အဝေါ်တွေကိုအမျိုးအစားလိုက်ကျွန်တော်တို့ထိုင်းစာလေးတွေဖတ်ပြီးတော့ဒါဒီစပေးကိုဆိုရင်ဘယ်လိုခေါ်လဲဆိုတာကိုစာလို့ပေါင်းပြီးတော့ကျွန်တော်တို့ထိုင်းစာဖတ်ကြမှာဖြစ်ပါတယ်ကဲဒီစပေးကိုဆိုရင်ကျွန်တော်တို့ဘယ်လိုခေါ်လဲจออากอจากจออากอนอแจกันยออานอยันจักรยานสอเอือเสือจักรยันเสือพออูภูขออ้าวขาวจักรยันเสือภูขาวจักรยันเสือภูขาวဆိုတော့ဒီလိုမျိုးတောက်တဲ့ဆက်ဘေးကိုจักรยันเสือภูขาวလို့ခေါ်ပါတယ်ဒီလိုဘေးကြီးကြီးနဲ့ရမ်းမိုက်ပါတယ်ကဲနောက်တစ်ပုံအော်ဒါကကျွန်တော်ပို့ကြိုက်တယ်โอเคจออากอจากจออากอนอจากกันยออานอยันจักรยานสอเอื้อเสือหอมออบอหมอบหอมอหมอหอมออบอหมอบจักรยานเสือหมอบဆိုတာကဒီလိုမျိုးပြိုင်ပေးဒီရှေ့မှာလက်ကင်ကောင်နဲ့တအားမိုက်တယ်ဒီလိုမျိုးဆက်ပေးကိုจักรยานเสือหมอบလို့ခေါ်ပါတယ်တအားမိုက်တယ်ကနောက်တစ်စီးအိုးဒါလေးကပိုပြီးချစ်စရာကောင်းတယ်น่ารักจออากอจาก จออากอนอจักันยออานอยันจักรยานมอแอแม่ไม่อีแม่จักรยานแม่บออานอบานไม่ถูบ้านจักรยานแม่บ้านโนมาได้ပဲเนาะจักรยานแม่บ้านအေးဆေးဆက်ပေးလေးပါရှေ့မှာချင်းတောင်းလေးရှိမယ်နောက်မှာထိုင်ခိုလေးရှိရင်ပို့ပြီးတော့လှသွားမှာเนาะဒီအယောင်လေးလဲလှတယ်โอเคနောက်တစ်ပုတ်အော်จออากอจะจออากอนอจักันยออานอยันจักรยานพออาพะพออาบอพับจักรยานพับဆိုတာကခောက်သေးလို့ရတဲ့အရာพับဆိုတာခောက်တာเนาะခောက်သေးလို့ရတဲ့စပေးလေးเนาะဒါအလွတ်တကူတည်သွားလို့ရတယ်ကားပုံပဲတင်တင်အိမ်မှာပဲတောက်ကြလေးမှာပဲတိတ်တိတ်ဒါမိုက်တယ်จักรยานพับလို့ခေါ်ပါတယ်ကဲတော့ဒီစင်းအိုးจออากอจักจออากอนอจักันยออานอยันจักรยานฮออายไฮบอรออีดอบริจักรยานไฮบริဒါကအရှိကပြခိုင်းတဲ့စက်ဘီးနဲ့ဘာကွာလဲဆိုတော့က तू ကစီးရတဲ့လမ်းချင်းကွာမယ်။ तू ကတော့လမ်းချောမှာပဲရမယ်။ဘာလို့လဲဆိုတော့ तू ကဘေးသေးတဲ့အတွက်ဒီလိုစက်ဘီးจักรยานเสือหมอบက तू ကလမ်းချောမှာပဲစီးလို့ရပြီးတော့ဒီကောင်ကျတော့ဘာကွာလဲဆိုတော့จักรยานไฮบริดကတော့ तू ကဘေးကြီးတဲ့အတွက်လမ်းချောရောလမ်းကြမ်းရောတိုးလို့ရတဲ့စက်ဘီးမျိုးပါ။ဒါမိုက်ပါတယ်။နောက်တစ်ခုจออากอจ่าจออากอนอจักกันยออานอยันจักรยานฟอไอไฟฟออาฟ้าไม่ถูฟ้าจักรยานไฟฟ้าဒါကလျှက်စစ်စပီးလေးဖြစ်ပါတယ်နားရညချစ်စရာကောင်းပါတယ်ခင်ဗျကဲဒါကတော့ဒီစပီးနဲ့စပီးရဲ့စပီးမျိုးစားအလိုက်ဝဟာရခေါ်ပါရတွေဖြစ်ပါတယ်ကဲနောက်ဗီဒီယိုမှာပြန်လည်ဆိုတွေ့ချင်ပါသေးတယ်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်